လေးတစ်ခုကိုတစ်ခါတည်းပြန်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကဘာ comment လဲဆိုလို့ရှိရင်ပထမ comment တစ်ခုကကြတော့ TikTok မှာစာတန်းတွေထိုးတဲ့အခါမှာစာတန်းတွေကပေါ်လိုက်ပြောက်လိုက်ပေါ့နော်အဲ့ဒီစာတန်းလေးတွေကဘယ်ရောက်သွားတာလဲသူစကားပြောတဲ့အခါမှာစာတန်းလေးတွေကပျောက်သွားတယ်အဲ့ဒါကဘယ်လိုမျိုးဖြစ်သွားလဲဆိုပြီးတော့မေးထားတဲ့ comment လေးတစ်ခုရယ်နောက်ထပ် comment တစ်ခုကကြတော့စာတန်းလေးတွေကိုကြီးလိုက်သေးလိုက်ဘယ်လိုမျိုးလို့ကိုပြောနေတဲ့စာတန်းတွေပေါ့နော်ပေါ်လာတဲ့အခါမှာသေးနေလို့ကြီးအောင်ဘယ်လိုမျိုးလုပ်ရမှာလဲဆိုပြီးတော့မေးထားတဲ့ comment လေးကိုဒီနေ့ဒီလိုလေးမှာလာပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်တကယ်လို့ကိုကနေပြီးတော့အဲ့ဒီလိုမျိုးကိုပြောနေတဲ့ကိုဗီဒီယိုတင်လိုက်တဲ့အခါမှာစာတန်းတွေပျောက်သွားတယ်စာတန်းတွေမပေါ်တော့တာကကြတော့ကိုက no caption ဆိုတဲ့စာတန်းလေးကိုပိတ်ထားတဲ့အတွက်ကြောင့်ရယ်နောက်ထပ် number တစ်ချက်ကကြတော့ကိုရဲ့စာသားတွေပေါ့နော်သေးနေလို့ကြီးအောင်ဘယ်လိုမျိုးလုပ်ရမှာလဲဆိုတာကိုဒီနေ့ဒီလိုလေးမှာလာပြီးတော့မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ဆုံး TikTok တွေကိုသွားကြည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အရင်ဆုံး TikTok တွေကိုသွားပေးပါဒီနေ့ဒီလိုလေးမှာတော့ TikTok မှာကိုကနေပြီးတော့ဗီဒီယိုတွေတင်လိုက်တဲ့အခါမှာစာတန်းလေးတွေဘယ်လိုမျိုးထိုးရတာလဲအော်တိုစာတန်းဘယ်လိုမျိုးထိုးရတာလဲဆိုပြီးတော့မေးထားတဲ့ comment လေးတစ်ခုနဲ့ကိုထိုးထားတဲ့စာတန်းတွေမှာစာတန်းလေးတွေကိုကြီးလိုက်သေးလိုက်လောက်တက်ရှင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်နားထောင်ပေးပါတကယ်လို့ကိုကနေပြီးတော့ no caption ဆိုတဲ့ခလုတ်ကလေးကိုပိတ်ထားပြီဆိုလို့ caption ဆိုတဲ့ခလုတ်ကလေးကိုပိတ်ထားပြီဆိုလို့ရှိရင်လည်းကိုရဲ့ဗီဒီယိုတွေမှာအဲ့ဒီစာတန်းတွေက automatic စာတန်းထိုးပေးနေမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့ဒီနေ့မှာတော့အဲ့ဒီ caption ကိုသွားပြီးတော့ရင်ဖွင့်ရင်းနဲ့ကိုရဲ့စာတန်းလေးတွေကိုဘယ်လိုမျိုးကြီးအောင်လုပ်ရမှာလဲဆိုတော့ကိုလာပြီးတော့မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့ကိုကသိချင်နေဆိုရင်တော့အဆုံးထိလိုက်ကြည့်ပေးပါဒါဆိုရင်တော့ TikTok တွေကိုအရင်ဆုံးသွားပေးပါပြီးရင်တော့ profile နဲ့ကိုသွားပေးရမှာဖြစ်ပါတယ် profile နဲ့ကိုရောက်ပြီဆိုတာနဲ့ဒီအပေါ်ဆုံးမှာရှိတဲ့မြင်းချောင်းသုံးချောင်းကိုနှိပ်ပေးပါမြင်းချောင်းသုံးချောင်းကိုနှိပ်ပြီးပြီဆိုရင်တော့ဒီမှာဒီ stay and reply ကြီးတွေကိုသွားပေးပါ stay and reply ကြီးတွေကိုရောက်ပြီဆိုတာနဲ့အပေါ်နည်းနည်းလောက်ဆွဲပေးပါနည်းနည်းလောက်ဆွဲပေးပြီဆိုတာနဲ့ကိုက caption ခလုတ်ကိုသွားပြီးတော့ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ accessibility တွေကိုသွားပေးရမှာဖြစ်ပါတယ်သွားပြီဆိုတာနဲ့ကိုတင်လိုက်တဲ့ဗီဒီယိုတိုင်းမှာအမြဲတမ်းပေါ့နော် caption ဆိုတဲ့စာတန်း automatic စာတန်းထိုးပေးအောင်တခြားသူကြည့်တဲ့အခါမှာပဲဖြစ်ဖြစ်ကိုဘက်ကတင်တဲ့အခါမှာပဲဖြစ်ဖြစ် view 900ကျော်တာနဲ့သူက automatic စာတန်းထိုးပေးတာပေါ့နော်ဒါကြောင့်မလို့ဒီမှာဆိုလို့ရှိရင်ဒီခလုတ်ကလေးကိုကဖွင့်ထားပေးရမှာဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့ခလုတ်ကပိတ်နေတယ်ဆိုရင်တော့ဖွင့်လိုက်ပါဒါကတော့လင်းကဖွင့်ထားတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ပေါ့နော်ကိုယ့်ရဲ့တင်လိုက်တဲ့ဗီဒီယိုတိုင်းမှာသူက automatic စာတန်းထိုးပေးနေပြီးတော့တကယ်လို့ကိုကမထိုးထားခဲ့ဘူးဆိုရင်တော့သူ့ရဲ့ဗီဒီယို view 900ကျော်သွားတဲ့အခါမှာဆိုရင်အဲ့ဒီဗီဒီယိုက automatic စာတန်းထိုးပေးနေမှာဖြစ်ပါတယ်ဒါကတော့ automatic ဒါကတော့ကိုယ့်ရဲ့ဗီဒီယိုတွေမှာ auto စာတန်းထိုးတဲ့နည်းလမ်းလေးဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်ကိုတင်လိုက်တဲ့အဲ့ဒီစာတန်းထိုးထားတဲ့ဗီဒီယိုတွေမှာအဲ့ဒီစာတန်းလေးတွေကိုဘယ်လိုမျိုးကြည့်အောင်လုပ်ရမှာလဲဆိုတာကိုသွားပြီးတော့ကြည့်ကြရအောင်ဒါဆိုလို့ရှိရင်ဘက်ပြန်ထွက်လိုက်ပါထွက်ပြီဆိုတာနဲ့ဥပမာကိုကဗီဒီယိုတစ်ပုဒ်ကိုတင်ပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပါအပေါင်းလက္ခဏာလေးကိုနှိပ်ပြီဆိုတာနဲ့တကယ်လို့ကို့မှာရိုက်ပြီးသားရှိတယ်ဆိုရင်တော့ဒီထဲကိုသွားပြီးပါရိုက်ပြီးသားမရှိဘူးဆိုရင်တော့ဒီမှာ15စက္ကန့်60စက္ကန့်ဒီထဲကိုသွားပေးရမှာဖြစ်ပါတယ်။ဒါကြတော့ရိုက်ပြီးသားတဲ့ကိုသွားပေးမှာဖြစ်ပါတယ်။ဒီမှာဆိုရင်ဒီဗီဒီယိုတစ်ပုဒ်ကိုယူလာပြီးတော့ပြပေးမယ်ပေါ့နော်။ TikTok မှာကိုယ်တိုင်က TikTok မှာဗီဒီယိုတွေဖန်တီးဖို့အတွက်ဒါတွေရှိမှရမယ်ဒါတွေရှိမှဒီ4000ခွက်ကလေးကိုနှိပ်ပြီးပြီဆိုတာနဲ့ဒီမှာကိုက caption ပေါ့နော်အော်တိုစာတန်းထိုးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ခုနကခလုတ်ကလေးကိုလည်းဖွင့်ပြီးသွားပြီဒါပေမဲ့ဗီဒီယိုတင်တဲ့အခါမှာဒီခလုတ်ကလေးကိုတေချာနှိပ်ပေးရမှာဖြစ်ပါတယ်ဒီခလုတ်ကလေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ကိုတင်လိုက်တဲ့ဗီဒီယိုတွေမှာသူကစာတန်းထိုးပေးနေပြီပေါ့နော်ဒါပေမဲ့ချွင်းချက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကိုကအဲ့ဒီလိုမျိုးဖွင့်မပေးပေမဲ့လည်းကိုက caption စာတန်းဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရဲ့ဗီဒီယို view 900ကျော်တာနဲ့ကိုမဖွင့်ပေးမဲ့လည်းအဲ့ဒီဗီဒီယိုက automatic စာတန်းထိုးပေးနေမှာဖြစ်ပါတယ်ဒါကတော့သူ့ရဲ့ချွင်းချက်တစ်ခုဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီမှာ100ပြည့်သွားပြီဆိုတာနဲ့ဒါ automatic စာတန်းထိုးပေးနေမှာဖြစ်ပါတယ်စာတန်းလေးတွေထိုးသွားပြီထိုးသွားတဲ့အခါမှာသူကကိုကစာတန်းလေးတွေကိုကြီးလိုက်သေးလိုက်လှုပ်ရှင်နေဆိုလို့ရှိရင်စတိုင်လေးတွေပုံစံလေးတွေပြောင်းကျင်နေဆိုလို့ရှိရင်ဒီမှာဒီ AA ဆိုတဲ့စတိုင်ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်ပါနှိပ်ပြီဆိုတာနဲ့ကိုကြီးကျင်နေဆိုလို့ရှိရင်လည်းကြီးကျင်တဲ့စလုံးကိုနှိပ်ပြီးပေါ့နော်ပြီးသွားပြီဆိုရင် animation လေးတွေထည့်ကျင်နေဆိုလို့ရှိရင်လည်းကိုကဥမာထည့်လိုက်ပေါ့နော်ဒီမှာဆိုတပုတ်ထည့်ပြပေးမယ်ဒီမှာပေါ့နော်ကိုလိုချင်တဲ့အနေထားကိုကြိုက်စလောက်ကြီးလို့လည်းရတယ်ပြီးသွားပြီဆိုလို့ရှိရင်ကိုက animation လေးတွေပြောင်းလေးတွေရောင်စုံလေးတွေလုပ်လို့လည်းရတယ်တကယ်လို့ကိုဒါကတော့ဒီနေ့ဒီဗီဒီယိုလေးမှာတော့ TikTok မှာ auto စာတန်းထိုးတာရယ်auto စာတန်းထိုးတဲ့အခါမှာစာတန်းလေးတွေကိုဘယ်လိုမျိုးကြည့်ရမှာလဲဆိုပြီးတော့မေးထားတဲ့ comment လေးကိုလာပြီးတော့ reply ပြန်ပေးတာဖြစ်ပါတယ်
ဒီဗီဒီယိုလေးကကြိုးကြည့်မယ်လို့ထင်ပါတယ်တကယ်လို့ကြိုးကြည့်တယ်ဆိုရင်လည်းနောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်